အမျိုးတို့ကိုဂျပန်ပြည်ကမူနန်းလို့ခေါ်တဲ့ဖုံးတော်ကြီးတစ်ပါးအကြောင်းပြောပြအောင်လွန်ခဲ့တဲ့နှစ်ပေါင်း200လောက်ကဂျပန်ပြည်မှာဂူဒိုလို့ခေါ်တဲ့ပုဂ္ဂိုလ်ဒုတိယရှိတယ်သူကတနေ့မှာအလွန်ဝေးတဲ့တီဒိုဆိုတဲ့မြို့ကိုခြေလင်နဲ့ခီးသွားတော့မှမိုးတဲကြီးမဲကြီးရွာချတော့သူစီးတဲ့ကောက်ယူဖဏပြက်သွားတယ်အဲ့မှာနီးစပ်ရအိမ်တိုင်ကိုဝင်ပြီးတော့ဖဏတန်လောက်လှူဖို့ဒါမှမဟုတ်ဖဏတန်လောက်ရောင်းပြီးဖို့အကူအညီတောင်းတယ်တဲ့အဲ့မှာအိမ်ရှင်မတယောက်ထွက်လာပြီးတော့ဖဏတန်လှူပေးလိုက်တယ်ပြီးတော့အိမ်ရှင်မပြောတဲ့ခဏနားလောက်ပေါ့နော်မိုးစဲမှခရီးဆက်သွားဖို့ပြောတယ်အဲ့မှာဂူဒိုပုဂ္ဂိုလ်ကလည်းခဏဝင်နားလိုက်တယ်ပေါ့ပြီးတော့အိမ်ရှင်မရဲ့မျက်နှာမตาမယာဖြစ်နေတာကိုဂူဒိုပုဂ္ဂိုလ်ကသိထားမှုကတော့မေးတယ်ဘာဖြစ်လို့မျက်နှာမตาမယာဖြစ်နေရလဲပေါ့နော်အဲ့မှာအိမ်ရှင်မပြန်ဖြေတယ်သူယောက်ျားအရက်တွေအရန်တော့လောင်းကစားတွေအရန်လှုပ်တယ်ပေါ့နော်အဲ့လိုဖြေလာတော့ဂူဒိုပုဂ္ဂိုလ်ကပတ်စံအနေငယ်ပြီးတော့အရက်တကလန်နဲ့ကြက်ကြော်နည်းနည်းဝယ်ခဲ့ဆိုတော့မှားလိုက်တယ်ပြီးတော့အိမ်ရှင်ယောက်ျားပြန်လာတာကိုသူတို့နှစ်ယောက်ထိုင်စောင့်အိမ်ရှင်ယောက်ျားပြန်လာတော့ခင်ဗျားဘာတူလဲမေးတယ်သူကဂူဒိုပေါ့နော်ပြီးတော့ခရီးသွားတော့မှမိုးရွာချတော့ခင်ဗျားရဲ့မိမစီမှာခွေတောင်းခဏဝင်နာတယ်လို့ဖြေပြီးတော့သူကအိမ်ရှင်ယောက်ျားပြောတယ်အရက်တောက်ကျင်သေးတယ်မဝတယ်လို့ပြောတော့အဲ့မှာသူအရက်ရောကြက်ကြော်ရောသူပတောက်လာတယ်ပေါ့နော်ပြီးတော့အိပ်ပျော်သွားတယ်မိုးလင်းလို့ကြတော့အရက်သမားအိမ်ရှင်ကဂူဒိုမေးတယ်ခင်ဗျားဘာတူလဲတော့မမှတ်မိတော့ဂူဒိုကလည်းသူကခရီးသွားတရားပေါ့နော်ညာတော့အဖြစ်ပြက်သူပြောပြတော့အဲ့မှာအရှင်ယောက်ျားသူ့ကိုကြီးစုတင်သွားတယ်ကြီးစုတင်တော့ခင်ဗျားခရီးသွားရင်ကြုတ်လေအနောက်ကခင်ဗျားရဲ့ပစ္စည်းတော်တွေကိုတည်ပြီးတော့လိုက်ပို့ပေးရောနော်ကြီးစုတင်တဲ့အနေနဲ့အဲ့ဆိုတော့နှစ်ယောက်တပိုးသူတို့ခရီးသွားကြရောခရီးတော့ရောက်တော့ဂူဒိုပုဂ္ဂိုလ်ကပြောတယ်ခင်ဗျားလှည့်ပြန်လို့ရရောနော်ကျုပ်တယောက်ဆက်သွားမှပြောတယ်အဲ့မှာအရှင်အရက်သမားသူကနောက်ထပ်9မိုင်လောက်လိုက်ပို့ပြရစီအောင်ပေါ့ဒါလို့ဆိုတော့နောက်ထပ်9မိုင်လောက်သူလိုက်ပို့ပြန်တယ်9မိုင်လောက်ရောက်တော့ဂူဒိုကပြောတယ်ခင်ဗျားပြန်သွားလို့ရရောကျုပ်ခီးဆက်ပေါ့အဲ့မှာအရှင်အရက်သမားပြန်ပြောတယ်နောက်ထပ်10မိုင်လောက်ထပ်ပို့ပြရစီအောင်ဆိုတော့လိုက်ပို့ပေးပြန်တယ်မိုင်20လောက်ရောက်တော့ဂူဒိုကပြောတယ်ခင်ဗျားပြန်တော့ပေါ့နော်ရှီနာရောက်ရှိကျုပ်ကရဟန်းဝတ်တော့ပေါ့ပြောတယ်အဲ့မှာအရှင်ရက်သမားပြောတယ်အဲ့ဒါဆိုကျုပ်လည်းခင်ဗျားတူလိုက်ပြီးရဟန်းဝတ်တော့ပေါ့အဲ့မပြန်တော့ဘူးဆိုပြီးတော့ဆုံးမချက်ချတော့ပါတသက်လုံး2ယောက်ရဟန်းဘွားနဲ့နေသွားတော့လားအဲ့ဒီအရှင်ယောက်ျားပြောမဆိုရင်မူနန်းပေါ့သူတို့ဘာသာနဲ့ဆိုရင်မူနန်းကနောက်ကျောင်းပြန်မလှည့်တူပေါ့နော်မြန်မာလူပြန်တော့ပြန်မလှည့်တဲ့ဆရာတော်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုအဆုံးလေးကြည့်ရှုနားထောင်ပြီးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုပြန်ဆောင်ပါနော်